ဟယ်လိုဒီနေ့တော့အိမ်မှာမကြာခဏကြော်စားဖြစ်တဲ့ပဇွန်ငပောင်းကြော်လေးကြော်ပြပါမယ်။နာမည်အတိုင်းဆိုရင်တော့ပဇွန်နဲ့ငါးသီးသီးလေးကိုပေါင်းပြီးကြော်တာပေါ့နော်။နောက်ပိုင်းတော့ပဇွန်စိတ်သီးသီးလေးနဲ့ပဲကြော်ပြတာများပါတယ်။အိမ်မှာကလေးပေါ်ကဆိုရင်ဖေဖေကမိုးရသည့်လေတွေကနေပြန်လာတိုင်းအလုံးငါးနဲ့ပဇွန်သီးသီးလေးတွေရောရောင်လေးတွေဖမ်းလာတတ်တယ်။အလားလေးတွေကိုတည်တည်ချာလေးတန့်စင်ပြီးတော့အခုလိုမျိုးလေးရောကြော်လိုက်တာပေါ့နော်။အလားကြောင့်မို့လို့ပဇွန်ငပောင်းကြော်အမည်တွင်သွားပါတယ်။အကျော်မှုအတွက်ကတော့အဲဒီဂျပန်မဲ့အကျော်မှုလေးကိုပဲတုံထားတယ်။အယောင်လေးရဲ့အရသာလေးရဲ့အတွက်နည်းနည်းမှုလေးနဲ့စားနဲ့ဒါရှိငါရတာမို့လေးထည့်တယ်။ပြီးသွားရင်လုံးဝရေပေါ့နော်ရိုးရိုးရေအလားလေးကိုလိုတလောက်လေးထည့်ရင်နဲ့အခုလိုမျိုးမပြစ်မချေအနေထားလေးရောက်ပြီးဟေးဆိုရင်ကြော်လို့ရပါပြီ။